မြန်မာနိုင်ငံရိုးရာလက်ဝှေ့ဖွဲ့ချုပ်မှကြီးမှုပြီးဒိုရိုးရာမြန်မာလက်ဝှေ့အသင်းကစီစဉ်ကျင်းပတဲ့နိုင်ငံတကာမြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနဲ့မျိုးဆက်သစ်တို့အတွက်မြန်မာနိုင်ငံရိုးရာလက်ဝှေ့ပွဲစဉ်များကိုအောက်တိုဘာလ 12 ရက်နေ့ကရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်သိမ်ပြူအားကစားခန်းမမှာကျင်းပပါတယ်။ဒီသတင်းကိုမြန်မာရုပ်မြင်သံကြားရန်ကုန်မြို့ကသတင်းပေးပို့တာဖြစ်ပါတယ်ရှင်။ဒေသစာကလေးတွေဒီရှေ့ကကြီးတန်းပွဲတွေကိုကြည့်ပြီးတော့အားကြစေခြင်းတယ်ပေါ့။ထိုင်းကိုရွေးရတဲ့အကြောင်းကပထမတော့ကျွန်တော်အင်တာနေရှင်နယ်ပေါ့။တခြားဘရာဇီးရလည်းဘရာဇီးပေါ့။အမေရိကန်ရလည်းအမေရိကန်ထိုင်းမှာလေ့ကျင့်နေတဲ့သူတွေရှိတယ်။မွေထိုင်းတွေလေ့ကျင့်တယ်။ကျွန်တော်ရိုးရာကိုထိုးကျင်တဲ့သူတွေရှိတယ်။သူတို့ဆက်သွယ်လုပ်တယ်နောက်တစ်ခါဖိလစ်ပိုင်နဲ့ဆက်သွယ်လုပ်တယ်။ဟိုတော့ဖိလစ်ပိုင်နဲ့တော့အဆင်ပြေတယ်။သို့ပေမဲ့ဖိလစ်ပိုင်ကကျွန်တော်မြန်မာတွေကဖိလစ်ပိုင်ဆိုရင်တိတ်ပြီးတော့ရိုးရာလက်ဝဲနဲ့ပတ်သက်တိတ်စိတ်ဝင်စားမှုတိတ်မရှိသေးဘူး။နည်းနည်းထိုင်းနဲ့ဆိုပိုအဆင်ပြေပါပဲဆိုထိုင်းနဲ့ဆက်သွယ်အောင်အရန်ဝါသနာပါပါတယ်ရင်တော့လည်းဆရာလုံးကျော်ပွဲတွေဆိုလို့ရှိရင်သွားကြည့်ပြပါတယ်အခုလည်းဆရာလုံးကျော်စီမှာတင်နေပါတယ်ဟုတ်မြန်မာနဲ့ထိုင်းငါးချီစိန်ခေါ်ပွဲစဉ်၅ပွဲမှာရွှေဖူးကလပ်မှာစောတာပိုးနဲ့ထိုင်းမှာအန်ယူချစ်ဖိုလာပြင်းနဲ့စီယာဒိုယိုယာကလပ်မှာတက်တီအောင်နဲ့တီတီပတ်တို့ရှင်ပြိုင်ထိုးတက်ခဲ့ရာစောတာပိုးဖိုလာပြင်းတက်တီအောင်တို့ဟာထိုင်းပလေယာများကိုအနိုင်ယူထိုးတက်နိုင်ခဲ့ပါတယ်ကျွန်တော်တော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားတော့ပါဟုတ်ကဲ့အောက်ခြေကန်ချက်တွေနဲ့အရှိန်ထိုးတိုက်စစ်ဆန်တက်တဲ့ခေါမူတိုနဲ့နိုင်ပွဲပေါင်း95ပွဲရထားကစောငမန်းသေးကြထားတဲ့တန်ဝါလက်ရဲ့ပြင်းထန်တဲ့တိုက်ကွက်များဟာနှစ်ဖက်စလုံးကိုအနိုင်မရပဲလက်ရည်ညီခဲ့စေပါတယ်ပရိသတ်စိတ်ဝင်စားဆုံးပွဲစဉ်ဖြစ်မယ်ဒိုရိုးရကလပ်ရဲ့ရွှေကပတ်ချန်ပီယံဒဂုံရွှေအောင်လင်းဆုရှင်ဆိုလီကျွန်တော်အနေနဲ့ကျွန်တော်ပြင်ဆင်ထားမှာတော့သူကကျွန်တော်တဲ့ပြိုင်ပွဲတွေလည်းရေးတယ်တပါးတွေဝိုင်းလည်းကျွန်တော်တို့အများကြီးရေးနေတဲ့အတွက်ကျွန်တော်ဘယ်လိုပြင်ဆင်တယ်ဆိုတော့သူနဲ့ပတ်သက်တဲ့အကြောင်းလေးတွေလေ့လာပြီးတော့ပြင်ဆင်ထားတာပေါ့နော်သူနဲ့ရှင်ပြိုင်နေသူကတော့2010ခုနှစ်ကဆက်ရနိုင်ကိုအပါစီးနဲ့တရေကျထားတဲ့မွေထိုင်းချန်ပီယံပတ်စံက ready to fight I think good ကိုမေကွာကတက်တန်กันครับကွက်ပြောက်လက်သီးတွေနဲ့ပြိုင်ဘက်ကိုမထင်မှတ်ပဲအလဲထုတ်တတ်တဲ့ဆိုလင်းဦးဟာပွဲစဉ်ရဲ့ဒုတိယမြောက်အချီမှာပဲမြန်မာရိုးရာလက်ဝဲကိုတေတက်စွာထိုးနိုင်တဲ့မွေထိုင်းချန်ပီယံပတ်စံကွန်အားလက်ထံရိုးချိုးကလုံးဝအနိုင်ယူလိုက်ပါကြောင်းမြန်မာရိုးရာလက်ဝဲချစ်ပရိသတ်ကြီးကိုတွေ့မြင်စေလိုက်ပါတယ်ပထမချီမှာကျွန်တော်တိကိုမတိရဘူးပေါ့နော်ကျွန်တော်ဘယ်လိုကြောင့်မူကလည်းကျွန်တော်လည်းမတိလိုက်ဘူးပေါ့နော်အဲ့လိုမျိုးဟိုထိဝါနဲ့တွဲလေကျွန်တော်မတိလိုက်ဘူးပေါ့ဒုတိယချီမှာကျွန်တော်စီမှာပြန်ခုခံမှုပါထိုးပေါ့နော်ကျွန်တော်တကယ်ပြန် fight တော့မှာပေါ့အဲ့ဒီချိန်ကသူကမထူရနဲ့တွေ့တော့ကျွန်တော်တဲတာသွားတယ်ပေါ့သူနဲ့ထူရတော့သူစီကပညာတွေတော့ဘာတော့မရခဲ့ဘူးပေါ့နော်သူပထမတစ်ချီပဲဆိုတော့ကျွန်တော်လည်းသူ့မှာဘာပညာတွေတုံးလဲကျွန်တော်လည်းမသိရဘူးနော်ပထမတစ်ချီပဲဆိုတော့မသိရဘူးဟုတ်ဒီသတင်းကိုမြမရုပ်မြင်သံကြားရန်ကုန်သတင်းဌာနခွဲကနေသတင်းပေးပို့တာဖြစ်ပါတယ်